ကဲမင်္ဂလာပါ ဒီမှာတကောင်ရပြီ ကျွန်တော် fishing ကိုပါကျွန်တော်ဒီနေ့ညနေရဲ့ကျွန်တော်တို့ရလက်ကတော့ဒီမှာကျွန်တော်ရဲ့ဘော်ဒါပေါ့နော်ဒီတကောင်တင်လိုက်ပါပြီဒီကျွန်တော်တို့ air ပေါ့နော်ကျွန်တော်တို့ဒီငလင်ပန်းတကောင်တင်လိုက်ပါပြီ fisherman တသားဖြစ်ပါတယ်ဟုတ်ကဲ့ပါ အောက်ဆင်းမှာ ဒီမှာပါကောင်းကြီးပါ ရောနေနေကိုင်းနေ okay okay ချင်းကြီးလေး okay ဟိုင်း okay ဖြည်းဖြည်းလေးစဖြည်းဖြည်းလေးစ ကျွန်တော်ပြောတယ်ဒီအချိန်ကြိုက်တယ်လို့ငါလူကြောက်နေ okay ပါကျွန်တော်ညနေပတ်မှာတော့ကျွန်တော်ရပါပြီ ပလင်းကွဲနေ တော်တယ်ကွာ ပတ်နေတာအမှခြုံမှာပတ်နေတာပတ်နေမလားခြုံမှာပတ်နေရနော်အဖြီဖြီငါတွေ့လား ကျိုးပြတ်သွားပြီ ဟမ် ပြတ်သွားလား ဟုတ်တယ် ဟောဘယ်ပြတ်သွားတာဟော နိုး ငါတွေ့လား ငါမတွေ့ဘူးနော် ဟောမင်းကျိုးသွားလဲကွာလီ ကွာလီးပဲ ပြတ်တာ ဟာပါလာပြီးတော့မနော်